Hello guys အားလုံးပဲမင်္ဂလာပါ ED Gaming ရဲ့ကြိုဆိုပါခင်ဗျာဒီနေ့မှာလည်းတရုတ်မမ CD ရဲ့ကိုကင်ပြတ်သွားမှာဖြစ်ပါတယ် ထဲုံသေးတာတော့ပါပိုင်းနေပါလို့ကြတာဒီဘက်လေနေရသိမှာမဟုတ် Understood. လေ Maxman ကြီးကဲဖို့လာပဲ Strategy spans. Maxman ကိုမကဲနိုင်ခဲ့ပေမဲ့ Maxman တက်ကလစားချစ်ပြီးနိုင်ခဲ့တယ် Hooray ငါပါမလဲလို့ဒီမှာဆက်လို့ပြရတာဒီဘယ်လောက်ကြတာတော့ဒီကဘယ်နောက်ဆုံး အဲ့ဒီတော့ပြီးအောင်ဖွင့်နိုင်ခဲ့ဘူးကြည့်ဦးတမာရဲ့လို့နော် ဟလာဆိုင်တော့ဟုတ်ကဲ့အာငေါ့ထားကြငေါ့ကားပါပြီငေါ့ပါလည်းမပြီ အားစိတ်ဝင်နေကြညက်တော့ငါခရက်ချစ်မယ်ယော့ယော့ဟဲ့ ဒီမဲ့ကောင်မနေလားဟဲ့နော်ဒီမဲ့အမခိုင်ပါယူအောင် ဩတော်တော်မုန်းနေရတာမသိဘူးဟေးဖလက်ကန်နဲ့ကိုပြသွားကွာကျေးဇူးတင်ပါတယ် အတမ်းမဲ့အဲ့ No rescue from my wrath. အမေတော်လုံးတော့လို့ကြီးနေတာယော့ယော့ယော့ဒီလိုမျိုးအဲ့ဒါပဲရမယ်ဟဲ့ဟဲ့ ပြန်လေပြန်ပြန်နေသေးဘူးမနေဘူး Control. ရအမဒီဒီနော်ငေါငေါကြားရဟာ Our no rescue from my wrath. Your sentence is death. ဟုတ်ကဲ့ကြောင် Plucked from the finest talent. Free. ပြင်းနေဘောရေနိုင်စိတ်ညတဲ့ Mercy. ရှိမှကောင်းတာဟုတ်ဟုတ်ဟုတ်လောလောလောငါ còn nó có pin rồi em mấy cái nhà mà cứ tỉnh No rescue from my wrath. ကဲနောက်ဆုံးတော့နိုင်တော့ရခင်ဗျာ Victory. ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးသွားရတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုလေးကိုပေါ်ကြရင် like and subscribe လုပ်ခဲ့ပြီးဖို့အတွက်မမေ့ပါနဲ့နော်